လူတွေရဲ့အမြင်ဆိုတာအမျိုးမျိုးရှိတယ်ပေါ့အမြင်မျိုးမျိုးတွေကဓမ္မအမြင်နဲ့ကြည့်လို့ရှိရင်တောင်မှပဲမိမိတို့ပုံဖော်တဲ့ပုံရိပ်ဟာမတူညီကြဘူးဖြစ်တယ်မင်္ဂလာပါ The Light on Strand YouTube Channel လေးမှာကြိုဆိုပါရစေဓမ္မအမြင်နဲ့မြင်တာဖြစ်တော့လည်းပဲကိုမြင်တဲ့အမြင်ကိုပုံရိပ်ဖော်ပြီးတော့ပြတဲ့အခါမှာကွဲပြားခြားနားမှုရှိတယ်အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေဟာကိုဖြစ်ပေါ်လာတဲ့ကိုမြင်ခဲ့တဲ့အကြောင်းအရာတွေကိုတစ်ဖက်သားထင်အောင်မြင်အောင်ဖြစ်လာအောင်ဥပမာပုံဆောင်ပြီးတော့ပြနေရှိကြတယ်ဝိပဿနာတရားရှုကြတဲ့ပုဂ္ဂိုလ်တွေဟာလည်းပဲထို့တူပဲကိုယ့်ရဲ့ရုပ်ခန္ဓာပေါ်မှာဘယ်လိုရှုမြင်ကြသလဲစိတ်ခံစားချက်လို့ဆိုတဲ့ဝေဒနာပေါ်မှာဘယ်လိုရှုမြင်သလဲတဦးနဲ့တူညီမှုတော့မရှိကြဘူး။ဘာကြောင့်မတူညီတာတော့ဆိုလို့ရှိရင်အတွင်းမှာရှိတဲ့အစ္ဆတရားတို့အတွေ့အကြုံတို့မတူတာကိုပြောတာနော်။ဘယ်ရာပဲဖြစ်ဖြစ်အလုံးတညီတယ်ဆိုတာဖြစ်တာမဟုတ်ဘူး။တူမှာမဟုတ်အဲ့ဒါကိုစာပေကျမ်းဂန်ကလူတွေရဲ့စိတ်ထဲမှာမှတ်ဆွဲထားတဲ့တင်ညာရဲ့ကွယ်ပြားခြားနားမှုလို့လည်းဆိုတယ်ကိုမှတ်သားထားတဲ့အတိုင်းပဲလူတွေကမြင်တာမြမပြည်ຫນွေဥကာလမှာတွန်ကျူးလေးရှိတဲ့ငှက်ကိုအိုးအောလို့ခေါ်ကြတယ်နော်အိုးအောလို့ခေါ်တယ်အိုးအောကဘယ်လိုမြည်တာလဲလို့အိုးအောတွန်တန်ကိုမြည်တန်ဆွဲနဲ့ပြောရင်တောင်မှပဲမတူကြတာရှိတယ်ပေါ့နော်ဟိုတဝဲဘက်ကလူတွေကြတော့တူလို့ခေါ်တယ်အိုးအောလို့မခေါ်တူလို့အဲ့ဒီငှက်လေးရဲ့အတန်းကိုမနေ့ကနားထောင်ကြည့်တူနဲ့လို့သူတို့ကတူလို့ကြားတယ်တော်ဒီဘက်ကလူတွေကြတော့အိုးအောနဲ့ကြားတယ်ဘာဖြစ်လို့ကွဲပြားခြားနာတယ်လဲကိုမှတ်သားထားတဲ့တင်ညာရဲ့ကွဲပြားခြားနာမှုလို့ဆိုလို့ဒါကြောင့်မို့အတန်ဆွဲတွေမှလည်းပဲတူညီမှုမရှိကြဘူးကြောင်းအော်ရာကိုဗမာတွေကညောင်းနဲ့တန်ဆွဲပြုတ်ပြီးတော့ပြောကြတယ်အင်္ဂလိပ်ကျတော့မြုံလို့ပြောပြန်တယ်နော်ကျက်အော်ရာလည်းအဲ့လိုပဲကွဲပြားခြားနာမှုတွေရှိတယ်အတန်ဆွဲနဲ့ပြောတဲ့အခါမှာတုံနဲ့တူမတူညီတာဘာကြောင့်လဲလူတွေရဲ့မှတ်သားတဲ့သင်ညာချင်းမတူခြင်းကြောင့်ဖြစ်တယ်အဲ့တော့သင်ညာကြောင့်ဖြစ်ပေါ်လာတဲ့အတွေ့အမြင်ကိုယ်နားထဲမှာကြားသလိုသရုပ်ဖော်ကြတာဖြစ်တယ်ပေါ့ပြင်ဦးလွင်မှာမိုးရသည်မှာတွန်တဲ့ငှက်ကလေးတစ်ခုရှိတယ်ငှက်ကလေးတစ်ကောင်ရှိတယ်ငှက်တစ်မျိုးပေါ့နော်အဲ့ဒီငှက်ကလေးအတန်ကိုနားထောင်တဲ့အခါမှာသူ့တော်မုံကတပြည့်ငှက်တွေနဲ့မတူသူကဘုန်းကြီးတို့ကြားတာတော့ဘလို့ကြားတော့ဆိုမက်ဖိုးနဲ့အော်ရလို့ကြားတယ်ဘာငှက်တော့မသိဘူးတခါကြီးတယောက်ကကြားတာတော့အုပ်ဖို့လို့ကြားတယ်ဘာကြောင့်မတူတာတော့တယောက်ကအုပ်ဖို့လို့ကြားတယ်တယောက်ကမက်ဖို့လို့ကြားတင်ညာဆွဲလို့ခေါ်တယ်ဒါတွေကနော်မတူနိုင်ဘူးအိုးအောလို့ကြားတဲ့လူကကြားတယ်လို့တူဘူးလို့ကြားတဲ့လူကလည်းကြားမှာပဲသူစိတ်ထဲမှာအဲ့လိုခေါ်တယ်အဲ့တော့ဝိပဿနာတရားကိုရှုတဲ့အခါမှာလည်းပဲမတူဘူးဆိုတာလေးတွေကိုတရုပ်ဖော်တဲ့အခါမှာကွဲပြားခြားနားမှုလေးတွေတော့ရှိတယ်ပေါ့ဘာပဲဖြစ်ဖြစ်ဝိပဿနာတရားနဲ့ရှုမြင်သုံးသပ်ခြင်းရဲ့အနှစ်သာရကဘာရုံလို့ပြောမယ်ဆိုလို့ရှိရင်လူတွေရဲ့အထင်မြင်တစ်ခုဟာလွဲမှားနေတယ် illusion ဖြစ်နေတယ်ဆိုတာကိုထင်ရှားစေအမှန်တရားပြီဆိုတဲ့အခါမှာရှင်တွေကတွေ့တာမှုတွေလျော့ပါသွားတယ်အမှန်မသိသေးခင်ကတော့တွေ့တာတယ်အာကိုးတယ်နော်
မခွဲနိုင်မခွာရက်ဖြစ်တယ်အမှန်သိလာတဲ့အခါကျတော့အဲ့ဒီတွေ့တာမှုတွေကိုရှော့ချနိုင်သွားပြီမခွဲနိုင်မခွာရက်ဖြစ်တာမျိုးလည်းပဲရောကျသွားတယ်ဒီလိုဆိုလို့ပေါ့နော်တွေ့တာမှုရောချသွားတာနဲ့မုန်းတိမှုဆိုတာလည်းပဲအရှိန်သိမ့်မရှိတော့ဝိပဿနာတရားရှုခြင်းအပြင်လူတွေရဲ့ယင်တွေကတွေ့တာမှုတန်ရောစဉ်တွေကိုရှော့ချနိုင်တာဖြစ်တယ်တန်ရောစဉ်တွေတွေ့တာမှုကိုရှော့ချလိုက်နိုင်သည်နဲ့တပြိုင်နက်သူ့အတွက်ကိုယ့်အတွက်ပူပင်သောကရောက်မှုဆိုတာလည်းရောကျသွားတယ်သဘာဝတရားပဲဆိုတာကိုသိလာတဲ့ပုဂ္ဂိုလ်တူဟာပူပင်သောကအောင်မဖြစ်စေဘူးပေါ့ဥပမာမဲ့950ဇာတ်ပါတယ်ဖះအလောင်းမိသားစုတို့ရဲ့ဒီတောကထိမ့်သိမ့်ပုံလေးကိုကြည့်မယ်ဆိုလို့ရှိရင်သူတို့ဟာတော့သွားပြီးတော့လက်ထွန်ကြတယ်တားဖတ်နှစ်ယောက်လက်ထွန်တယ်လက်ထွန်တဲ့အခါမှာသားကလေးကိုမွေရကိုက်လိုက်တာတော့ထဲမှာတွေ့တယ်မွေရကိုက်ခံရတဲ့အခါစိတ်တွေမှုန်းပြီးတော့ဒီတရားမှုဖြစ်သွားပြီသိဆုံးသွားတယ်ဆိုပါတော့စိတ်တက်ပြီးရင်ကြောက်ကတ်တို့ဘာတို့ကအလုံးမလုံးနိုင်တော့လူဟာသိဆုံးသွားတာပဲဖြစ်တယ်အဲ့လိုသိဆုံးသွားတဲ့အခါအဖေလုံးတဲ့ပုဂ္ဂိုလ်ဟာထွန်ရင်ရရင်သိတော့သူတို့အိမ်ကိုလူတယောက်လူချုံနဲ့သတင်းပို့လိုက်တယ်ဒီနေ့ထမင်းတယောက်စာပဲပို့လိုက်လို့ဘာတွေညာတွေမပြောဘူးတယောက်စာပဲပို့တော့သွားတာ2ယောက်ခုတယောက်စာပဲပို့တော့ဆိုဟိုအိမ်ကနေပြီးတော့ထမင်းချက်တဲ့အမျိုးသမီးကအိတ်ရှင်မကတယောက်စာဆိုသူခေါင်းထဲမှာတယောက်ကပဲသွားလို့ရုံလို့ဒီလိုထိအောင်မတွေးတော့တယောက်မရှိတော့ဘူးလို့တွေးလိုက်ပြီအဲ့တော့မှားလိုက်သူကဘယ်သူလဲလူကြီးကမှားတာလားလူငယ်ကမှားတာလားဆိုလူကြီးလှုပ်တဲ့လူကမှားတယ်လို့ဆိုဒါဖြင့်ငါသားသိတာဖြစ်မယ်သူကလည်းတယောက်စာလေးယူပြီးလာတယ်ဆိုရင်တော့ကမဖြစ်ကြဘူးကိုပြောပြတည်သွားပြီဆိုတာကိုဆိုရင်တော့ကမဖြစ်ဘူးထမင်းမွဲတယောက်စာပဲယူလာပြီးတော့အဲ့ဒီတော့မှပဲမိသကြိုလိုက်ကြတယ်ပေါ့ဒီကလေးကိုအဲ့ဒီမိသကြိုလိုက်တဲ့အခါမှာဘာဖြစ်လို့တောကမဖြစ်တာလဲလို့မေးတဲ့အခါမှာသူတို့အဖြေလေးကရှင်းရှင်းလေးပဲသူတို့ဟာဝိပဿနာတရားအထုတ်ထားလို့တောကထိနိုင်တာမဟုတ်ဘူးဘာပြောတော့လို့ဆိုတဲ့အခါမှာသူအားတဲ့ငါတို့အိမ်ကိုလာတာငါတို့ကလာပါလို့ခေါ်လို့လာတာမဟုတ်ဘူးတဲ့သူလာတာအခုပြန်တော့ငါတို့ကပြန်တော့လို့ပြောလိုက်တာမဟုတ်ဘူးသူပြန်သွားတာလာတော့ကလည်းသူ့ဘာသာသူတယောက်တည်းလာတယ်ပြန်တော့လည်းသူ့ဘာသူသွားတယ်သူလန်းသွားတာဘာသူလန်းသူသွားတာဘာငိုစရာရှိလဲလောကသဘာဝကိုသူတို့စဉ်းစားအဲ့ဒီစဉ်းစားတာနဲ့တောကကိုထိန်းတယ်အမှန်မြင်ခြင်းဟာတောကဒီစိတ်တောကကိုထိန်းတယ်အဲ့ဒါလို့မဟုတ်ဘဲနဲ့ဘာကြောင့်လူတွေကငိုကြတော့ဆိုငါသားလေးဖြစ်မှဖြစ်ရလေဆိုပို့မှုပြီးအဲ့ကြဖြစ်မှဖြစ်ရလေငါသားမှဖြစ်ရတယ်ကြံတဲ့လူတွေဘာလို့မဖြစ်တာတော့ဘေးလေကြည့်လိုက်သေးတယ်သူငါတို့အိမ်မှာဘာလို့ဖြစ်ရတာသူတို့အိမ်ရောမဖြစ်ဘူးလားအဖော်ရှာတာအဲ့ဒါလူသဘာဝကိုပြောပြတာပါနော်အဲ့ဒါလို့သူများထီအောင်လိုက်အဖော်ရှာတယ်ကိုယ့်ရင်ထဲမှာဖြစ်တဲ့တောကလိုက်ပြီးတော့ညှိပြီးတော့သူကလှုပ်ချင်တဲ့သဘောငါတို့မှဖြစ်ရလေခြင်းဆိုတဲ့ယူကြုံမရတဲ့စိတ်ကတောကအောင်ဖြစ်လာစေအေးသေးတယ်ဆိုတာလူသဘာဝပဲသူ့ကိုငါတို့ကမုံလို့နှင်ထုတ်လိုက်တာလည်းမဟုတ်ဘူးလာတော့ကလည်းသူ့ကိုချစ်လို့ခေါ်ထားတာလည်းမဟုတ်ဘူးအေးသူချိန်တန်တော့သူအိမ်ပြန်လာပဲလို့ဒီလိုပေါ်ပေါ်လေးတွေးလိုက်တာဒီပင်လင်တောကဖြစ်ပြီးတော့ငိုကြွေးတာမလုပ်ကြဘူးတဲ့
အဲ့တော့မှန်ကန်တဲ့အတွေးတစ်ခုဟာရှင်ရဲ့သောကကိုဖယ်ရှားနိုင်တယ်လို့သူတို့ဆိုလို့တယ်ပေါ့ဒါကြောင့်မို့အမှန်မြင်မှုဆိုတာကိုယ့်ကိုစဉ်းစားထားကြမှာဖြစ်တယ်အေးလူဆိုတာမွေးလာကြတဲ့ကသိဖို့ပဲဆိုတာစဉ်းစားထားအဲ့ဆိုရင်တကယ်သိရမယ်ဆိုရင်သိပြီသောကမဖြစ်ကြဘူးအဲ့လိုမဟုတ်ဘဲနဲ့မသိဘူးသူတို့သာသိတာငါမသိဘူးလူတွေကပြောကြသေးတယ်သူသိငါပို့သူသိတာသူကြီးပဲငါမပါဘူးအပြန်အလှန်ပြောကြသေးတယ်နော်သူသိရင်ငါပို့မယ်တဲ့ငါပို့တော့သူသိတယ်တဲ့အဲ့လိုသိတဲ့ဘက်ကိုသူများကိုပဲထားပြီးတော့ကိုယ့်ဘက်ကိုမထားအဲ့လိုအတွေးတွေဖြစ်ပြီးတော့ဖြစ်မှဖြစ်ရလေခြင်းဆိုတဲ့ယူကြုံမရမှုကြောင့်လူတွေကတောကဖြစ်ကြတာကိုလည်းဆုံးရှုံးနစ်နာခြင်းတစ်ခုလို့တွေ့တယ်ဒါကြောင့်ဒီရိုးရိုးလေးစဉ်းစားပြီးအမှန်မြင်မယ်ဆိုလို့ရှိရင်အတော်အသင့်တောကဟာထိမ့်သိမ့်နိုင်တယ်ဆိုပါစို့ပစ္စည်းလေးတစ်ခုကိုရထားတယ်တမိုးကြီးမားတဲ့ပစ္စည်းတစ်ခုရဟုတ်ပြီငါနဲ့ထိုက်လို့ငါရထားတယ်ရထားတဲ့ပစ္စည်းသူများလက်ထဲပါသွားတဲ့အခါကျဩငါလက်ထဲမှာ तू မထိုက်တန်တော့လို့ तू ထွက်သွားတာပဲလို့ဒီလိုတွေးနိုင်မဲ့ဆိုရင်တော့နှမျောတတပြီးဖြစ်နေမှာမဟုတ်ဘူးပေါ့ပစ္စည်းကလည်းသင်္ခါရလူကလည်းသင်္ခါရဒီပစ္စည်းဆိုတာလက်တင်ရသွားနေမှာပဲလူကတော့လည်းပစ္စည်းကိုထားခဲ့ရမယ်ပစ္စည်းကတော့လည်းလူကိုထားပြီးသွားမှာပဲပစ္စည်းနဲ့လူနဲ့ပစ္စည်းဆိုတာဘယ်တော့မှသာဝရတွဲနေတဲ့အရာမဟုတ်ဘူးလို့စောစောကလေးကကြိုတင်စဉ်းစားထားရင်ထိုပစ္စည်းပေါ်မှာနှမျောတတ်မှုဆိုတာလျှော့ချထားနိုင်မှာဖြစ်တယ်အမှန်မြင်မှုဟာစိတ်ရဲ့အေးချမ်းမှုဖြစ်စေအဲ့တော့မအေးချမ်းတော့အပူတွေပူဆွေးတာပဲဖြစ်တယ်အပူတွေပူဆွေးတာတည်သွားတဲ့လူကိုပူမယ်ဆိုလို့ရှိရင်လည်းပြန်လာမှလည်းမဟုတ်ဘူးငိုသည့်အတွက်ကြောင့်မျက်ရည်ကုန်ယုံမဲ့ရှိတယ်ပြန်လည်းမလာဘယ်တော့မှပြန်မလာမှန်ကန်တဲ့ဟာမဟုတ်သို့သောလူတွေကမမှန်မကန်ပဲဒီလိုပဲတွေးတောပြီးတော့ရင်ထုမနာဖြစ်နေကြတာအဲ့ဒီချိန်မှာရင်ဘတ်ကိုထုမနာဘူးတဲ့ထုချီပဲဆိုအဲ့ဒါခေါ်ရလားမသိဘူးရင်ထုမနာဆိုအဲ့လိုမမှန်ကန်ကန်တရားသဘောနဲ့စဉ်းစားနိုင်လို့ရှိရင်လူတွေဟာတောကကိုကျော်လွှားနိုင်မှာပဲဖြစ်တယ်ပေါ့မြတ်စွာဘုရားပေးတဲ့နည်းကတော့တောကကိုကျော်လွှားဖို့ဆိုတာကာယဝေဒနာစိတ်ဓမ္မလို့ခေါ်တဲ့တတိတရားနဲ့ပွားများအထောက်ရမယ်ရုပ်ခန္ဓာစိတ်ခံစားချက်ဝေဒနာစိတ်ရဲ့သဘောသဘာဝဉာဏ်တဲ့သဘာဝတရားတွေပေါ်မှာဆင်ញင်သုံးသပ်ခြင်းဆိုတဲ့တတိပဒံတရားကတောကတွေကိုလွန်မြောက်နိုင်တယ်လို့သူတို့ဟောတယ်အဲ့တော့မှန်ကန်တဲ့အတွေးတစ်ခုကလည်းတောကတွေကိုလျှော့ချနိုင်တယ်အတော်အသင့်လျှော့ချနိုင်တယ်လို့ဆိုတယ်အေးအမှန်မြင်ဖို့ဆိုတာဝိပဿနာတရားနဲ့ကြည့်ရှုဆင်ញင်သုံးသပ်တဲ့အခါမှာအမှန်မြင်တာလေးကိုမြတ်စွာဘုရားအမှန်မြင်ပုံကိုတရားအထုတ်တဲ့ပုဂ္ဂိုလ်တွေဟာတဦးနဲ့တဦးအမှန်မြင်ပုံလေးကိုဓမ္မပဒဒေသနာတော်မှာဟောပြောတာအဲ့ဒီယဟန်တော်အတွက်ဥတည်ပြီးတော့မြတ်စွာဘုရားဟောတယ်လို့ဒီလိုပဲမှတ်အမှာဖြစ်တယ်အဲ့တော့ကျန်တဲ့ပုဂ္ဂိုလ်တွေလည်းပဲဒီပုံစံနဲ့မြင်မယ်ဆိုလို့ရှိရင်မှန်ကန်တဲ့လမ်းကြောင်းတစ်ခုပဲဖြစ်တယ်ပေါ့မြတ်စွာဘုရားဟောတဲ့ဒေသနာဘာတော့ဆိုလို့ရှိရင်ဖေနုပမံကာယမိမံဝိဒိတဝါကိုယ့်ရဲ့ယုတ်ခန္ဓာကိုယ်ကြီးကိုရေမြုပ်ဆိုင်ကြီးလို့ရှုမြင်သုံးသပ်ပါတဲ့တော့ကုန်းခေါင်ခေါင်မှာနေတဲ့လူတွေရေမြုပ်ကိုတွေ့ချင်မှတွေ့ကြမှာသူတို့တွေ့ရင်ဆိုင်ထဲကနေ form ဆိုရေမြုပ်ကြီးတွေတွေ့ကောင်းတွေ့တယ်မြစ်ချောင်းအင်းအိုင်နာနေတဲ့ပုဂ္ဂိုလ်တွေကြတော့
မိုးရသည့်ကာလမှာရေတိုးတဲ့အခါရေမြုပ်ဆိုင်ကြီးတွေမျောလာတတ်တယ်ရေမြုပ်ဆိုတာရေတွေကတကယ်ကိုအမြုပ်တွေဖြစ်ပြီးတော့ဖောင်ဖွဲ့ပြီးတော့မျောလာတဲ့ရေမြုပ်ဆိုင်ကြီးတွေရှိတယ်နော်။ကင်ကြည့်လိုက်လို့ရှင်ဘာမှမရှိဘူးရေမြုပ်ဆိုင်ကြီးတွေကအေယဝတီမြေကျောင်းမှာမျောလာတတ်တယ်တခါတည်းအဲ့ဒီဖေနဆိုတဲ့ပါဠိစကားကအင်္ဂလိပ် form ဆိုတဲ့ရေမြုပ်ပဲနော်အဲ့ဒီပုံစံနဲ့ခါဆက်ရေမြုပ်ဆိုတာအနှစ်သာရမရှိတဲ့ဖော်ရုံကြီးလိုဟာမျိုးကြီးတယ်အဲ့တော့ယုတ်ခန္ဓာကိုယ်ဟာရေမြုပ်ဆိုင်ကြီးလိုပဲလို့ခန္ဓာကိုယ်ကိုရှုမြင်သုံးသပ်တတ်ရမယ်ဒီလိုသုံးသပ်တာမှန်ကန်တယ်တဲ့မရိစိဓမ္မအဘိတံဗုဒ္ဓနောဒါတွေမကဘူးခန္ဓာကိုယ်ကြီးရဲ့သဘောတဘာဝဟာတဲ့အထင်နဲ့အမြင်မမှန်ကန်သည့်အတွက်ကြောင့်တန်လျက်နဲ့တူညီတဲ့သဘောရှိတယ်လို့လဲသိရှိနားလည်ရမှာဖြစ်တယ်အဲ့တော့ဒီနေရာမှာတန်လျက်ဆိုတာသိချလာတော့မသိဘူးเนาะတန်လျက်အကြောင်းပြောရင်တန်လျက်ဆိုတာလျှက်စိတ်ကိုပြောတာမဟုတ်ဘူးเนาะတန်လျက်ရဲ့သဘောကဘယ်လိုဟာတော့ဆိုရင်ရေကန်းဆက်တို့သို့မဟုတ်နှွေရာသီမြေကြီးကိုရေဘူးနေဘူးတွေဟတ်တဲ့အခါမှာအဝေးကနေကြည့်ရင်လှက်နဲ့လေလှိုင်းလေးတွေလိုဖြစ်နေလှိုင်းလေးတွေလိုထင်ရတယ်ရေကန်းဆက်တွေတို့သို့မဟုတ်သဲတောင်ပြင်တို့လိုတောင်ပြင်နေရေနဲ့အလန်းဝေးတဲ့နေရာကုန်းပြင်နေပေါ်မှာကြည့်လိုက်မယ်ဆိုလို့ရှိရင်တန်လျက်ကရိပ်နဲ့ရေပြင်မှာလှိုင်းကြက်ကလေးတွေထားနေသလိုအဲ့ဒီအသွင်ကိုဆောင်းနေပေါ့ဝဲနေကြည့်ရင်ရေလို့ထင်ရလောက်တယ်အဲ့ဒါကိုတန်လျက်လို့ခေါ်တယ်တန်လျက်ကိုရေထင်လို့ရွှေသမင်အလိုက်မှားတယ်ဆိုတဲ့ဗမာစကားရှိတယ်နော်အဝဲနေကြည့်ရင်တကယ်ကိုရေပြင်ကြီးလို့မြင်ရလောက်အောင် illusion ဖြစ်သွားတယ်လူရဲ့အထင်အမြင်တွေဟာလွဲမှားသွားတယ်အဝေးကနေကြည့်လိုက်တကယ်ကတော့မြေကြီးပေါ်မှာအပူလေးတွေရှိန်လေးတွေဟပ်နေတဲ့အခါမှာအပူရှိန်နဲ့အခိုးအငွေ့လေးတွေကနေပေါင်းစပ်ပြီးတော့လှက်နဲ့လှုပ်ခတ်နေတဲ့အရာလေးများသာဖြစ်တယ်အနာရရောက်သွားရင်ဘာမှမရှိဘူးနော်ဝေးကနေကြည့်ရင်လှုပ်ခတ်နေတယ်အဲ့ဒါကိုတန်လျက်လို့ခေါ်တယ်အဲ့ဒီခန္ဓာကိုယ်ကြီးကိုလည်းပဲတန်လျက်အသွင်ဆောင်းနေတယ်ဆိုတာကိုလည်းရှုမြင်သုံးသပ်ရမယ်တဲ့စစ်တဝါနမရတ္တပဖို့ပကာနိအဲ့ဒီလိုခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတော့ဘာမှအနှစ်မရှိတဲ့ရေမြုပ်ကြီးနဲ့တူတယ်တန်လျက်အသွင်လို့ဘာမှမှန်ကန်တဲ့အရာမဟုတ်ဘူးအထင်နဲ့အမြင်ပါစင်အောင်လွဲနေတဲ့အရာများသာဖြစ်တယ်လို့ဒီလိုရှုမြင်သုံးသပ်တာနဲ့တပြိုင်နက်ကိလေသာတွေလွှမ်းမိုးထားတဲ့တန်တရားဝတ်ဆိုးကိုဖယ်ရှားပစ်ပြီးအတ္တတနံမစ္ဆုရာသတ္တကိစေသိမင်းမမြင်တဲ့နေရာကိုရောက်သွားနိုင်ပါတယ်ဒါမြတ်စွာဘုရားဟောလို့တဲ့အထိပ္ပယ်ပဲเนาะဆိုလိုတာကကိုယ့်ရဲ့ခန္ဓာကိုယ်ကိုဘာမှအနှစ်သာရမရှိတဲ့အရာအမှန်ကန်မဟုတ်တဲ့အရာလို့ရှုမြင်နိုင်ပြီဆိုလို့ရှိရင်တဲ့ရှင်တွေကတွေ့တာမှုတွေမုန်းတိမှုတွေဖယ်လိုက်ပြနိုင်တယ်ဖယ်လိုက်လို့ရှင်မင်းဟာသိခြင်းတရားရဲ့သိမင်းရဲ့မမြင်ကွယ်ရာစိတ်ဉာဏ်ရာအရောက်ကိုရောက်သွားနိုင်တယ်နှုတ်ဖို့ဆိုရင်သိမင်းကမင်းကိုဖမ်းနေဦးမှာပဲလို့ဆိုလို့တယ်နော်သိမင်းဆိုတော့သိမင်းဆိုတဲ့အကောင်ကဘယ်လာတာတုံးလို့လဲစဉ်းစားမနေနဲ့ဘယ်ရတာတုံးလို့ဆိုတာအဲ့တော့ကလေးတွေနားလည်အောင်ပြောမင်းသိမင်းမြင်ဘူးလားဆိုမမြင်ဘူးတဲ့မမြင်ဘူးရင်မှန်လေးထောင်ပြီးတော့ကြည့်လိုက်လို့တချို့သိမင်းကတဏ္ဍခါပခွဲကြားနဲ့တချို့ကလည်းအဲ့ဒါမိတ်ကတ်တွေလိမ့်ထားတယ်သိမင်းဆိုတာတခြားသွားမရှာနဲ့ကိုယ်တိုင်ကိုယ်ယုတ်ခန္ဓာကိုကြီးခေါ်သိမင်းကြီးလို့သူတို့တင်စားပြီးပြောတာနော်ဆိုလိုတာဘုန်းကြီးတို့အရက်မှာတက္ကကြီးတယောက်ရှိတယ်
သူ့အသက်မေးမကြိုက်ဘူးမကြိုက်ရင်လည်းမကိုသူကဘာပြောတော့အသက်ကိုလားလာမမေးနဲ့သေမင်းကြားသွားမဆုံးလို့တယ်အဲ့တော့သူကသေမင်းကိုအဝေးရလာတယ်မှတ်နေတာသေမင်းကကြားပြီးသားပဲငကိုတဲ့သေမင်းကြားသွားမှဆုံးလို့ဒါတွေကတင်စားပြောတဲ့စကားတွေသေတတ်တဲ့ခန္ဓာကိုယ်ကြီးကိုဆွလို့တယ်ပေါ့ဘုန်းကြီးတို့တွေရထားတဲ့ခန္ဓာကိုယ်ကြီးကသေတတ်တဲ့ခန္ဓာကိုယ်ကြီးပဲအလုံးကပျက်စီးတတ်တဲ့အရာတွေကိုရထားတာဖြစ်တယ်အဲ့တော့မြတ်စွာဘုရားကအကျိုးတရားကဘာလို့ဆိုအဋ္ဌတနမစ္ဆုရာသတ္တခိစေသေမင်းရဲ့မမြင်ရာကိုရောက်တယ်ဆိုတာနိဗ္ဗာန်ရောက်တယ်ကိုပြောတာနော်နိဗ္ဗာန်မှာခန္ဓာမရှိတော့ဘူးရုပ်ခန္ဓာနာမ်ခန္ဓာတွေအကုန်လုံးချုပ်ငြိမ့်သွားတဲ့နေရာကိုရောက်သွားတာကိုပဲသေမင်းရဲ့မမြင်ွယ်ရရောက်တယ်လို့ဒီလိုဆိုလို့တယ်ပေါ့ရုပ်နာခန္ဓာရှိနေသေးရင်သေခြင်းတရားရှိအောင်ပါပဲဒါဖြင့်သေခြင်းတရားကင်းလို့အောင်ဘာတွေလုပ်ရတာတုံးလို့ဆိုရင်ထဲကလောဘဒေါသမောဟဆိုတဲ့ကိလေသာအကြောင်းတရားတွေကိုရှင်းပြနိုင်မှသေမင်းရဲ့မမြင်ွယ်ရနိဗ္ဗာန်ကိုရောက်နိုင်တယ်လို့ဆိုအဲ့တော့နိဗ္ဗာန်ရောက်ကြောင်းတရားနိဗ္ဗာန်မရောက်နိုင်အောင်ဘယ်သူတွေကလုံနေတော့ဆိုရင်ဘုန်းကြီးတို့တွေရင်ထဲမှာဖြစ်နေတဲ့လောဘတွေဒေါသတွေကိလေသာတွေလုံနေတာပဲအဲ့ဒါတွေရှိနေသမျှနိဗ္ဗာန်ဆိုတာရမှာမဟုတ်ဘူးအဲ့ဒါတွေဖယ်လိုက်နိုင်ပြီဆိုရင်နိဗ္ဗာန်ရတယ်လို့သူတို့ပြောဒါဖြင့်ရင်ထဲကကိလေသာတွေဖယ်ဖို့ဘာလုပ်ရမလဲဆိုရင်ဒီရင်ထဲကကိလေသာတွေကဘာနဲ့ပတ်သက်ပြီးဖြစ်နေတာလဲစဉ်းစားကြည့်နော်ဘာနဲ့ပတ်သက်ပြီးဖြစ်နေတာလို့ဆိုကိုယ်ဘဝနဲ့ပတ်သက်ပြီးဖြစ်နေကြတာလောဘဆိုတာဘယ်သူနဲ့ဖြစ်တာကိုယ်ခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတော့ဖြစ်တာဒေါသဆိုတာဘာနဲ့ပတ်သက်ကိုယ်ခန္ဓာရဲ့နဲ့ပတ်သက်ပြီးဖြစ်အဲ့တော့ကိုယ်ခန္ဓာနဲ့ပတ်သက်နေတဲ့အရာတွေပေါ်မှာလောဘဖြစ်တယ်ဒေါသဖြစ်တယ်မျက်စိကမြင်လိုက်တဲ့အာယုံနော်ကိုယ်မျက်စိကြောင့်အာယုံတစ်ခုမြင်ရတယ်အဲ့ဒီအမြင်အာယုံလေးပေါ်မှာတွေ့တာမှုဖြစ်သွားမုန်းစရာအာယုံတို့ယူဆထားတဲ့အရာကိုမြင်လိုက်တာနဲ့မုန်းတယ်ဖြစ်သွားตายရတဲ့အတန်လေးကိုနားကကြားလိုက်တယ်ကိုယ်ခန္ဓာမှာရှိတဲ့နားကကြားတယ်ตายရပွဲလို့ကိုယ်ကကျင့်နှံ့လိုက်တာနဲ့တပြိုင်နက်လောဘဖြစ်လာမုန်းစရာကောင်းလိုက်တဲ့အတန်ကြီးလို့ကြားလိုက်တာနဲ့ထင်လိုက်တာနဲ့ဒေါသဖြစ်သွားပြန်ဟောဘာပဲဖြစ်ဖြစ်လောဘဖြစ်လိုက်ဒေါသဖြစ်လိုက်မျက်စိနာနာလျှာကာယစိတ်ထဲကစိတ်ကူးလို့ရှိရင်လည်းပဲနော်နှစ်သက်စရာကိုစိတ်ကူးမိရင်လည်းပဲလူတွေမှာလောဘဖြစ်တယ်မုန်းစရာစိတ်ကူးမိလို့ရှိရင်လည်းဒေါသတွေဖြစ်ကြအဲ့ဒါလို့လောဘဒေါသဆိုတဲ့ရှင်ထဲကကိလေသာတွေဟာခန္ဓာကိုယ်နဲ့ဆက်ပြီးတော့ဖြစ်နေကြတာအဲ့တော့ဒီခန္ဓာကိုယ်ကြီးပေါ်မှာအမှန်မြင်အောင်ကြိုးစားလိုက်မှန်မြင်အောင်ကြိုးစားတာကိုဝိပဿနာတရားအထုတ်တယ်လို့ပြောတာနော်ဝိပဿနာဆိုတာဝိဆိုတာသူများနဲ့မတူထူးခြားတဲ့ပဿနာရှုမြင်မှုဒါအဓိပ္ပာယ်တစ်ခုဖွင့်ဆိုပြတာပိုရှင်းတဲ့အဓိပ္ပာယ်တစ်ခုပြောတာစာပေကျမ်းဂန်ထဲမှာတော့ဘလို့ဖွင့်တော့ဆိုဝိဝိဒေဟိအနိစ္စတိအာကာရေဟိပတ္တတိတိဝိပဿနာတဲ့ဝိပဿနာဆိုတာမမြဲတဲ့ရှုထောင့်ကမြင်တယ်ဆင်းရဲတဲ့ရှုထောင့်ကမြင်တယ်ကိုမပိုင်ဘူးဆိုတဲ့ရှုထောင့်ကကြည့်တာဒါကိုဝိပဿနာလို့ခေါ်တယ်တူတူပဲအဓိပ္ပာယ်အဲ့တော့နော်ဘာလို့လို့ဆိုရင်အများစုကမြဲတယ်လို့ရှုတယ်ချမ်းသာတယ်လို့ရှုတယ်အစဉ်ပြေနေပြီဆိုရင်ဒီလိုပဲရှုတာဒီလိုပဲမြင်နေတာကိုလို့လို့ရတယ်ကိုပိုင်နေဆိုတဲ့ရှုမြင်သုံးသပ်မှုတွေနဲ့ရှုနေကြတာဖြစ်တယ်အဲ့တော့သူများနဲ့မတူတဲ့ရှုမြင်မှုဆိုဒီမှာအနိစ္စဒုက္ခအနတ္တရှုမြင်ခြင်းပဲဖြစ်တယ်ဒါမှမဟုတ်ဝိဆိုတာသူများနဲ့မတူကွဲပြားခြားနားတဲ့ပတ္တနာရှုမြင်မှုအသိဉာဏ်နဲ့မြင်တာကိုပြောတာအဲ့ဒီဝိပဿနာဆိုတဲ့အသိဉာဏ်တရားကိုယ့်ရင်ထဲမှာဖြစ်လာပြီဆိုရင်လောဘဖြစ်ဖို့အခွင့်နည်းသွားတယ်ဒေါသဖြစ်ဖို့အခွင့်နည်းသွားတယ်အာယုံပေါ်မှာအမှန်မြင်လိုက်တာနဲ့တပြိုင်နက်လောဘဒေါသဆိုမလာတော့ဘူးကိလေသာတွေဆိုမလာတော့ဘူးလို့ဒီလိုဆိုတာဒါကြောင့်မို့ဒီတရားတော်မှာဘုန်းကြီးတွေရုပ်ခန္ဓာကိုယ်ကြီးပေါ်မှာ
လှတယ်တင့်တယ်တယ်နော်နှစ်သက်စရာကောင်းတယ်ကြည့်လေအများလူတွေကကြည့်နေလူတွေရဲ့ရုပ်အဆင်းကိုကြည့်ပြီးကိုယ်သဘောကျတယ်ဆိုရင်တော့နော်ခန္ဓာကိုယ်ကမိုက်တယ်ကွာလို့ပြောတာပဲနော်လှတယ်ဆိုရင်လည်းမိုက်တယ်လို့ပြောတာပဲလေအဲ့တော့အဝတ်စားတွေကောင်းကောင်းမွန်မွန်ဝတ်လိုက်ရင်လည်းမိုက်တယ်လို့ပြောပြန်တယ်အဲ့ဒါကောင်းတယ်လို့ရှုမြင်လို့ဒီလိုဖြစ်တာကိုယ်ခန္ဓာကိုယ်လည်းမှန်ကလေးနဲ့ကြည့်လိုက်နော်လက်ကလေးဆန့်ကြည့်ခြေတော်ကလေးဆန့်ကြည့်သဘောတွေကိုကြားလားကြားမကြားကိုယ့်အကိုသိဆုံးပဲဒါမကြသေးရင်ပြင်းတယ်တခုဆိုကိုရီးယားတောင်သွားပြင်းတယ်လို့ကြားတာနှာခေါင်းချွန်းရင်လို့ချွန်းအောင်လုပ်တယ်နှာခေါင်းချွန်းတဲ့လူကလည်းပဲအချွန်းလွန်နေလို့ပူချင်တယ်အသားဖြူတဲ့လူကလည်းမဲချင်တယ်မဲတဲ့လူကလည်းအသားဖြူချင်တယ်မိုက်ကယ်ချက်စင်ပဲချီပါနော်မဲတဲ့လူကဖြူချင်တယ်အဲ့တော့လူတွေဟာကိုယ်ရှိတာနဲ့မချင်နိုင်ဘူးဆိုတာအမှန်တမ်းထင်ရှားတယ်ထင်ရှားတော့အဲ့တော့မလှအောင်မဝအောင်လူတွေကစူးစမ်းနေကြတယ်ဆိုတာဒါအများစုပြောတာနော်အများစုကိုရထားတဲ့ဟာနဲ့တော့မချင်နိုင်ဘူးမချင်နိုင်ဘူးအဲ့ဒါလို့နေချတာဘာတွေကိုတိုးပွားစေတုံးဆိုစဉ်းစားကြည့်ရင်တွေ့တာမှုတွေကိုတိုးပွားစေအဲ့လိုရှုမြင်နေတွေ့တာမှုတွေပဲတိုးလာမှာလေအဲ့ဒီတွေ့တာမှုတွေတိုးရင်နဲ့လှခြင်းပါခြင်းနဲ့စိတ်တွေနဲ့ဒီလိုနေရင်ကနေပြီးတော့မလှမပဖြစ်လာရင်စိတ်သောကတွေရောက်လာတယ်ခေါင်းမောဆပင်လေးအဖြူလေးပေါ်လာနှုတ်ပလိုက်မယ်နော်ဆေးဆုပ်ပလိုက်မယ်ဒီလိုနဲ့ယုံရင်ကန်ရင်နောက်ဆုံးကြတော့အဖိုးကြီးဖွာကြီးဖြစ်သွားတယ်လက်မြောက်လိုက်ရပြီနောက်ဆုံးကြတော့နော်ဒါယုတ်ခန္ဓာကိုယ်ရဲ့သဘာဝနောက်ဆုံးကြတော့လက်မြောက်လို့အရှုံးပေးနှလုံးအေးတဲ့စိတ်တောင်ဝေးလေးကိုင်းပြီးတော့တုံချီသွားရတဲ့အနေအထားမျိုးရောက်တယ်အဲကြတော့အလှမပြင်းတော့ပါဘူးအဲ့တော့ယုတ်ခန္ဓာရဲ့သဘောတရားကိုကြည့်လိုက်တဲ့အခါအခုမြတ်စွာဘုရားဟောတာဖေနုပမံကာယမိမံဝိရိတဝါကိုယ့်ရဲ့ယုတ်ခန္ဓာကိုယ်ကြီးကိုရေမြုပ်ဆိုင်ကြီးလိုပဲဘယ်ကနေကြည့်လိုက်ရင်တော့အတုံးခဲကြီးတစ်ခုမျောလာတယ်လို့ထင်ရလောက်အောင်ရေမြုပ်ဆိုင်ကြီးကမျောလာအဲ့ဒါလို့မျောလာတဲ့ရေမြုပ်ဆိုင်ကြီးကိုကောက်ကင်လိုက်မယ်ဆိုရှဲဆိုကုန်သွားဘာမှမရှိဘူးထင်တယ်နော်ရေမြုပ်ဆိုင်ကဖိချလိုက်ရင်တခါတည်းအကုန်လုံးပျောက်သွားဘာလို့လဲဆိုရင်ရေနဲ့ရေမျက်နှာပေါ်မှာရှိတဲ့မြူမုံလေးတွေနဲ့ပေါင်းစပ်ပြီးတော့သူကရေနဲ့အဲ့ဒီမြူမုံနဲ့ပေါင်းစပ်ပြီးတော့ရေပွက်ကလေးတွေလိုဟာတွေဖြစ်ပြီးစုပြီးလာတာရေပူစီပေါင်းသေးလေးတွေကစုပြီးတော့ကြည့်လိုက်တဲ့အခါကျရေမြုပ်ခဲကြီးလိုဖြစ်လာတုံခဲကြီးလိုဖြစ်လာလူရဲ့ခန္ဓာကိုယ်ဟာလည်းပဲဒီတိုင်းပဲပထဝီအဘောတေဇောဝါယောစတဲ့ရုပ်သဘောတရားလေးတွေဟာအချိုးကျပေါင်းစပ်ပြီးလာတဲ့အခါကျတော့လူပဲသူပဲငါပဲဒါကလူပဲဒါအမျိုးသားပဲဒါအမျိုးသမီးပဲအဲ့ဒါလို့ခွဲခြားရှုမြင်သုံးသပ်ရုံမြမကဘယ်သူကတော့ဘောရီကတောင်းတင်းတယ်ဘယ်သူကတော့ပိန်ညောတယ်ဘယ်သူကတော့လှတယ်ဘယ်သူကတော့လှဘူးဆိုတဲ့အတွေးတွေကလည်းအများကြီးခွဲခြားပြီးတော့ရှုမြင်သုံးသပ်မှုတွေအများကြီးတက်လာအဲ့ဒီပေါ်မှာလှမလှပေါ်မှာမူတည်ပြီးတော့လောဘဖြစ်မှုတွေ့တာမှုမုန်းတီးမှုဆိုတာတွေဖြစ်ပေါ်လာပြန်တယ်ပေါ့လှုပ်ဆောင်မှုတွေနဲ့ပတ်သက်ပြီးမုန်းတီးမှုဆိုတာတွေဖြစ်တယ်အဲ့ဒါတွေမဖြစ်အောင်ရှုခန္ဓာကိုယ်ကြီးဟာရေမြုပ်ဆိုင်ကြီးလို့ပဲကြည့်လိုက်ရင်အနှစ်သာရတစ်ခုမှမရှိဘူးရေမြုပ်ဆိုင်ကြီးဟာဘယ်နာကင်လိုက်တဲ့နေရာပြိုကွဲသွားတာပဲအနှစ်သာရရေမြုပ်ဆိုင်ကြီးပေါ်ကြောက်ခဲလေးတရုံမတင်လိုက်နဲ့တင်လိုက်မြုပ်သွားမှာခိုင်မာတာတစ်ခုမှမရှိဘူးခဏလေးအတွင်ပြိုကွဲသွားတယ်ကိုယ့်ရဲ့ယုတ်ခန္ဓာကိုယ်ကြီးကလည်းခဏလေးအတွင်ပြိုကွဲသွားတယ်ကြာရှည်မခံဘူးရေမြုပ်ဆိုင်ကြီးဟာလှိုင်းမပုတ်လိုက်နဲ့ပုတ်လိုက်တာနဲ့တခါနဲ့ပျောက်သွားနိုင်တယ်
အဲ့ဒီလိုလူရဲ့ခန္ဓာကိုယ်နဲ့ရေမြုပ်ဆိုင်ကြီးနဲ့ပုံဖော်နေတဲ့ပုံတရံဖော်ထားတဲ့ပုံတရံဟာမကြခင်အတွင်းမှာပြောင်းလဲပျက်စီးသွားတယ်လူရဲ့ခန္ဓာကိုယ်ကလည်းဘလို့ပဲပုံဖော်ထားတာငယ်ငယ်တော့လှလှပပလေးပုံလေးဖော်ထားမကြခင်အဖိုးကြီးဖွားကြီးဖြစ်သွားလှပမှုတွေပဲရောက်သွားမရှိတော့အဲ့လိုခဏလေးပဲပုံဆောင်ထားတာလေးတွေကခဏလေးအတွင်းပဲကြာရှည်မခံမဲနဲ့ယိုယွင်းပျက်စီးသွားတဲ့သဘောနဲ့ဆင်ញင်သုံးသပ်မယ်ဆိုရင်ကိုယ်ခန္ဓာကိုယ်ပေါ်မှာတွေ့တာမှုဆိုတာရောကြသွားမှာပဲဖြစ်တယ်ပေါ့တွေ့တာမှုကိုရှော့ချလိုက်နိုင်တာနဲ့တပြိုင်နက်ရှင်တဲ့ကတော့ကလည်းရှော့ချပြီးသားဖြစ်သွားတယ်အမှန်တရားကိုသိရှိနားလည်လာတယ်အေးတို့ရထားတဲ့ခန္ဓာကိုယ်ကြီးဟာဘယ်ဟာမှခိုင်မြဲတာမဟုတ်ပါလားလို့သိရှိနားလည်လာတယ်ဒါဝိပဿနာဉာဏ်နဲ့ခန္ဓာကိုယ်ကြီးကိုအဲ့ဒီပုံစံထိအောင်အသိဉာဏ်နဲ့ဆင်ញင်သုံးသပ်ကြည့်တာကိုဆိုလိုတယ်ပေါ့ပုံဆောင်ပြီးတော့ကြည့်တယ်လို့အဲ့ဒီပုံဆောင်ကြည့်မှုဟာလည်းပဲရှင်တဲ့ကဓာတ်မှုတွေကိုခိုက်တန့်အပြင်ဖယ်ရှားနိုင်တာပဲနော်ပုံဆောင်မှုကလည်းခိုက်ဖယ်ရှားနိုင်တယ်အဲ့ဒီလိုပုံဆောင်မှုမပြုဘဲနဲ့လှတယ်လို့ပုံဆောင်ကြည့်ပါလားရှင်ထဲမှာလောဘတွေရိုက်ခတ်လာအောင်ပါပဲမလာဘူးလို့ပုံဆောင်လိုက်တာနဲ့လောဘရောကျသွားတယ်တော့ပုံဆောင်မှုရဲ့ထိခိုက်မှုကလည်းရှိသေးတယ်လို့သူတို့ပြောတချို့ကတော့ကမ္မထာမှာဒီလိုတွေးမကြည့်ကောင်းမှုလို့သင်ကောင်းသင်လိမ့်မယ်တွေးမကြည့်ရဘူးမဟုတ်တွေးကြည့်လို့ရတယ်သမသင်္ကပ္ပဆိုတာအမှန်တွေးတာခန္ဓာကိုယ်ကြီးကိုရှုရင်နဲ့ဒီပုံတရံကြီးဆောင်းနေတယ်ဆိုတာကိုသိရှိသဘောပေါက်လာလို့ရှင်ရင်ထဲအတွေ့အတာမှုကရောကြသွားမှဒါသိချတယ်ပေါ့နော်အမြင်ပြောင်းလိုက်တာနဲ့အတွေးဟာလည်းပြောင်းသွားမှာပဲအတွေးပြောင်းလိုက်တာနဲ့တပြိုင်နက်ရင်ထဲမှာလှိုက်ခတ်မှုတွေကလည်းပြောင်းသွားမှာပဲရာဂနဲ့လှိုက်ခတ်တာမရှိဘူးဒေါသနဲ့ရိုက်ခတ်တာမရှိဘူးငြိမ်းချမ်းမှုနဲ့သဘာဝကိုသိရှိမှုဆိုတဲ့အသိဉာဏ်နဲ့ပဲသွားတယ်လို့သူတို့ဆိုပရိစိဓမ္မံတံအဘိတံဗုဒ္ဓနောမြတ်စွာဘုရားရုပ်ခန္ဓာကိုခန္ဓာကိုယ်မှာဖြစ်တဲ့အရာတွေဟာအလုံးတန်လျက်နဲ့အလားတူတယ်မြတ်စွာဘုရားဟောတော်မူတဲ့ဖေနပိန္ဒုပမသုတ်နဲ့နှိုင်းရှင်ပြီးတော့ပြောမယ်ဆိုရင်ရုပ်ကိုရေမြုပ်နဲ့အလားတူတူတယ်ဝေဒနာဆိုတဲ့စိတ်ခံစားချက်ကြတော့ရေပွဲနဲ့တူတယ်တင်ညာကြတော့တန်လျက်နဲ့တူတယ်လို့သင်္ခါရကြတော့ငပြောဥနဲ့တူတယ်လို့ဒီလိုခွဲပြီးဟောတာလည်းရှိဝိညာဉ်ကြတော့မျက်လှဲ့နဲ့တူတယ်ရုပ်ခန္ဓာကိုယ်ကြီးကရေမြုပ်ကြီးလို့ပဲမခိုင်ပါဘူးဘယ်နေရာထိလိုက်ပေါက်ပြဲမကြခင်ပဲပျက်စီးပြိုကွဲသွားတယ်ဝေဒနာဆိုတဲ့စိတ်ခံစားမှုကြတော့ရေဘွက်ဆိုတာအပေါ်ကရေပေါက်ကလေးကျလိုက်တဲ့ကပွက်ခနဲ့ဆိုပြီးရေပူစီပေါင်းလေးကိုပြောတာနော်အဲ့ဒီရေပူစီပေါင်းလေးအပေါ်ရေကျလိုက်လို့ပေါ်လာတဲ့ရေပူစီပေါင်းလေးကဖောက်ခနဲ့ဆိုပေါက်သွားတာခဏလေးပဲလူတွေရဲ့စိတ်ခံစားမှုဆိုတာလည်းပဲခဏလေးပဲမခိုင်ပါဘူးလို့ဆိုလို့လေဝေဒနာကရေပွဲနဲ့တူတယ်တင်ညာကြတော့အထင်မှားတာဖြစ်သောကြောင့်တန်လျက်နဲ့တူတယ်ရုပ်ခန္ဓာကိုယ်ကြီးပေါ်မှာချောတယ်လှတယ်လို့ထင်နေလို့ရှိရင်လိုင်းကြရက်ကလေးတွေလို့ထင်နေတဲ့ဒီတန်လျက်တစ်ဖွဲ့ဖြစ်လာတယ်လူတွေဟာထင်မှားမြင်မှာဖြစ်လာဒါကြောင့်မို့လူတွေရဲ့တင်ညာဟာတန်လျက်လို့ခေါ်တယ်တင်ညာဆိုတာဟာမှတ်ထားတဲ့အတိုင်းပဲသူကသိတတ်ကြားဘူးကြလားတော့မသိဘူးနော်ကြောင်းညိုကြောင်းညာဝေးလံသိခေါင်တဲ့အရက်မှာမျိုးကကုံတယ်တွေဟာကုံရောင်းကုံဝယ်နဲ့ညာကြီးအခါရောက်သွားတယ်အဲ့ဒီရွာမှာထမင်းနေချက်ပြီးအလှကြီးလုံနေတာ special ကတော့ဟင်းညိုဟင်းပဲအဲ့ဒီဟင်းညိုဟင်းကျွေးတာလေဟင်းညိုဟင်းကခောက်ဆွဲဟင်းညိုလိုပဲရှေးရှေးအမြင့်နေကောင်းလိုက်တာဟင်းညိုဟင်းကချိုလိုက်တာလို့ဆိုပြီးသူတို့စားကြတောက်ကြကြံတဲ့ဟာလေးပါထည့်ပြီးတော့ယူသွားပြီးမနေ့စားဖို့ဆိုနှွေးထားတာ
မနေ့ကကြည့်လိုက်တဲ့အခါညာချိုလိုက်တာဆိုရင်ဟင်းညိုဟင်းတီကောင်ဟင်းညိုဖြစ်အဲ့ဒီကြတော့မှလူတွေအညတဲ့ညာတော့ကလည်းဒါပါပဲတီကောင်ပါပဲနော်ဒါပေမဲ့ညာတော့ကတော့ခောက်ဆွဲအမှတ်နဲ့စားကောင်းတယ်အသင်းညာဆိုတာအဲ့ဒီတော့ပဲကောင်းတယ်ထင်တာလည်းသူပဲမှန်သိလားမကောင်းဘူးဆိုတာလည်းသူပဲတင်ညာဆိုတာဖြောက်ဖို့ရလွန်ခဲတယ်ကောင်းတယ်လို့မှတ်ထားရင်ကောင်းနေတာပဲသူကမကောင်းဘူးလို့မှတ်ထားလို့ရှိရင်မကောင်းဘူးလို့ထင်မြန်တာအဲ့ဒီတင်ညာရဲ့တွေ့မှမှုတွေဟာတန်လျက်နဲ့အလားတရံတူတယ်တဲ့သင်္ခါရဆိုတာငပြောဥဆိုတာငပြောထုံးနဲ့တူတယ်ပေါ့လေငပြောထုံးဆိုတာတလိပ်ပြီးတလိပ်ခွာလိုက်လို့ရှိရင်အနှစ်သာရဆိုတာရှာတွေ့မှာမဟုတ်ဘူးဥရရောက်သည့်ထီအောင်ပြစ်လိုက်ရမှာနော်အလိတ်တလိပ်ပြီးတလိပ်ခွဲသွားအလိတ်တွေသာကုံသွားရောငပြောဥတွေကုံရောဘာဖြစ်တော့ငပြောတုံးနဲ့ကုံသွားတာအဲ့တော့သင်္ခါရဆိုတာလေအဲ့ဒါလို့အနှစ်သာရကဲမဲ့တဲ့သဘောဝိညာဏဆိုတာအသိစိတ်ကြတော့မျက်လက်နဲ့လားတရံတူတယ်တဲ့မျက်လက်ဆိုတာဟုတ်မှာမဟုတ်တာဒီလူတွေရဲ့ဝေဝါးသွားအောင်လုပ်တဲ့သဘောတော့ပဲလက်မျက်လက်တွေကဖန်ဆင်းပြတဲ့သဘောတွေပဲအဲ့ဒါတို့ရဲ့လူရဲ့စိတ်ကလည်းပဲအမျိုးစုံထင်တာဒါကြောင့်ခန္ဓာ၅ပါးကိုမြတ်စွာဘုရားကဒီလိုဥပမာပေးပြီးတော့ဟောတာဒီဒေသနာမှာတော့ရုပ်ခန္ဓာကိုယ်ကြီးနဲ့ပတ်သက်ပြီးတော့ရုပ်ခန္ဓာကိုယ်ကြီးခန္ဓာကိုယ်ကြီးအလုံးကိုခြုံပြီးတော့တန်လျက်လိုပဲလို့သဘောပေါက်မယ်ဆိုရင်တန်လျက်ဆိုတာဟာမရှိတာကိုရှိတယ်လို့ထင်တယ်ကုန်းခေါင်ကောင်ကြီးကိုရေပြင်ကြီးလို့ထင်တာဒါရေပြင်မဟုတ်တာအသေးချာတယ်ကုန်းခေါင်ကောင်ကြီးသို့တော့ကုန်းခေါင်ကောင်ကြီးကိုရေပြင်လို့ထင်လိုက်တာကိုကမရှိတာကိုထင်တာပဲလေအဲ့တော့တန်လျက်နဲ့အလားတရံတူတယ်လို့ရှုမြင်သုံးသပ်နိုင်တဲ့ပုဂ္ဂိုလ်ဟာရှင်ထဲမှာရှိတဲ့ကိလေသာတွေကိုဖယ်ရှားပစ်ပြီးထိုကိလေသာတွေနဲ့ကံနဲ့ပေါင်းပြီးတော့ခန္ဓာကိုတိဆောက်တာဖြစ်သည့်အတွက်ကြောင့်ကိလေသာတွေမရှိရင်ကံတွေနဲ့ပေါင်းပြီးတော့ခန္ဓာကိုတိဆောက်မဲ့အကြောင်းတရားတွေကုံဆုံးသွားသည့်အတွက်ကြောင့်ခန္ဓာတွေမဖြစ်တဲ့နေရာကိုရောက်ရှိသွားတာအဲ့ဒါနိဗ္ဗာန်အဲ့ဒီနိဗ္ဗာန်ကိုပဲသိမင်းမမြင်ရအရာကိုရောက်သွားတယ်လို့ပြောတာဒါဟာတန်တရားကထွက်မြောက်တဲ့ဤကိုပြောဒီဒေသနာတော်ဟောတာကယဟန်တော်တစ်ပါးဟာသူကအမြဲတမ်းတန်လျက်လို့သူ့ရင်ထဲမှာခန္ဓာ၅ပါးကိုတန်လျက်ကဲ့သို့စိတ်ထဲမှာထင်မြင်ပြီးတော့ရှုမှတ်ပွားများနေတဲ့ကိုယ်တော်ဖြစ်တယ်သူဟာလမ်းခရီးမှာလာတဲ့အခါတာဝတိမြို့မြတ်စွာဘုရားစီတရားအထုတ်တဲ့အခါမှာတရားအတော်နဲ့မရနိုင်တော့မြတ်စွာဘုရားစီကိုပြန်လာတယ်ပြန်လာပြီးသူ့စိတ်ထဲမှာတန်လျက်ကိုပို့ပြီးတော့စဉ်းစားဆင်ခြင်လာတဲ့အချိန်လေးမှာဘာတွေမြင်နှုံးလို့ဆိုရင်တာဝတိမြို့အနီးနားမှာစီးဆင်းနေတဲ့မြစ်ကိုအစိရဝတိမြစ်လို့ခေါ်တယ်ရေစီးတန်တယ်အဲ့ဒီအစိရဝတိမြစ်ကမ်းခြေမှာနေပူထဲမှာသူထိုင်ပြီးတော့ကြည့်ရင်ရေပွက်ကလေးတွေလှိုင်းကြက်ကလေးတွေပေါ်လာတာတွေကိုကြည့်ပြီးရေမြုပ်ဆိုင်ကြီးတွေမျောလာတာကိုကြည့်ရင်နေသူခန္ဓာကိုယ်ကြီးဟာလည်းရေမြုပ်ဆိုင်ကြီးလိုပဲပေါ်လာတဲ့ရေပွက်ကလေးတွေကိုကြည့်ပြီးတော့ဘဝဆိုတာဘယ်မှာမမြဲပါလားလို့အစိရဝတိမြစ်ရေလှုပ်ရှားနေမှုတွေကိုငေးငေါပြီးတော့ကမ္မထံတွေးနေတဲ့အချိန်လေးမှာမြတ်စွာဘုရားဒါကိုဟောလိုက်တယ်ဒီတရားကိုဟောလိုက်တဲ့အခါသူ့အတွေးနဲ့အဝင်ခွင်ချဖြစ်ပြီးဝန္တပီတိတွေဖြစ်လို့အသိဉာဏ်တွေတိုးတက်ပြီးနောက်ဆုံးမှသူယန္တာဖြစ်သွားတယ်ဒီဇလတ်မှာဒီလိုဆိုထားတယ်ပေါ့နော်နောက်ဒေသနာတော်တစ်ပုဒ်ကိုကြည့်ရအောင်နောက်ဒေသနာတော်တစ်ပုဒ်ကဘာလို့ဆိုရင်ပုပ္ပာနိဟေဝပစိနန္တံဗျာတတ္တမနတံနရံအတိတ်တံယေဝကာမေတုအန္တကောကုရုတေဝတံဓမ္မရတပေါ်အောင်နားထောင်ကြည့်မယ်ဆိုရင်ဘာလို့ဆိုရင်ပုပ္ပာနိဟေဝပစိနန္တံပန်းဥယျာဉ်ကြီးထဲမှာ
ပန်းအလှတွေစိုက်ပျိုးထားတဲ့ပန်းမျိုးစုံတဲ့ပန်းဥယျာဉ်ကြီးတွေမှာပိုင်းကျက်တဲ့လူဟာဒီပန်းလေးကလှတယ်ဟိုပန်းလေးကလှတယ်နဲ့ပန်းတွေကိုရွေးချယ်ပြီးတော့လိုက်ရှာပြင်ဦးလွင်သွားလိုက်ပန်းပွဲတော့ကြာရင်အဲ့လိုပဲဖြစ်မှာပဲနော်ပြင်ဦးလွင်မှာပန်းပွဲတော်ကြီးလုပ်တဲ့အခါပန်းအလှလေးတွေအများကြီးပြထားတယ်အဲ့ပြထားတဲ့ပန်းအလှလေးတွေကိုကြည့်ပြီးတော့ဒါလေးကလှတယ်ဟိုကလေးကလှတယ်နဲ့ရွေးချယ်နေတာနော်ရွေးချယ်နေတာပြာတတ္တမနတနာပန်းအလှပေါ်မှာလူတွေရဲ့စိတ်ဟာရောက်ရှိနေတယ်အဲ့ဒါလိုပဲတဲ့ဘဝရတာဟာဒုဘဝရလာတဲ့ပုဂ္ဂိုလ်တယောက်ဟာပန်းဥယျာဉ်ကြီးရောက်ပြီးတော့ပန်းလေးတွေကိုအလှလေးတွေရွေးနေတယ်လို့ပဲလူတွေဟာအကောင်းလိုက်ရွေးနေကြတာနော်ဒီစင်တဲ့အမြကိုကြိုက်တာလေးတွေလိုက်ရွေးပြီးတော့အလှပကိုရှာဖွေနေကြတာဖြစ်တယ်နှစ်သက်စရာတွေကျင့်တတ်စရာတွေရှာဖွေကြတာအိမ်မှာရှာလို့အားမရဘူးဆိုလမ်းထွက်ရှာနော်ဟုတ်လားမဟုတ်လားကိုယ့်ကိုစဉ်းစားကြည့်အိမ်မှာထမင်းစားလို့မဟုတ်တယ်မမေ့ဘူးဆိုလို့ရှိရင်ထမင်းဆိုင်သွားတာလေအဲ့ဒါထွက်ရှာတာပဲပေါ့မျက်စိကလည်းထို့တူပဲနားကလည်းထို့တူပဲနှာခေါင်းကလည်းထို့တူပဲလျှာကလည်းထို့တူပဲခန္ဓာကိုယ်ကလည်းထို့တူပဲစိတ်ထဲကလည်းထို့တူပဲအလှပတွေရွေးရင်ချဲရင်နဲ့ရွေးလို့ချဲလို့ကိုအမရနိုင်ဘူးစူပါမားကတ်ကြီးတွေဝင်သွားရင်ဟိုဟာလေးကလည်းကောင်းတယ်လိုချင်တယ်ဒါလေးကလည်းကောင်းတယ်လိုချင်တယ်လိုချင်စရာတွေအများကြီးတွေ့ပြီးရွေးနဲ့စူပါမားကတ်တွေကမထွက်နိုင်အဲ့မထွက်နိုင်တာဟာဘာကဆွဲဆောင်ထားတာတော့ဆိုပြာတတ္တမနတံသူဟာမရသေးတာကြရခြင်းနဲ့ရပြီးသားကြတော့လက်ထက်ကဆုပ်ကင်ထားအဲ့ဒီလူတွေရဲ့ရင်ထဲမှာသူကရှာလို့ဖွေလို့အမရနဲ့ကားတစ်စီးစီးရပြန်တော့လေဒီကားမော်ရန်အောက်သွားပြီဆိုမော်ရန်မြင်းနဲ့ကားလိုက်ရှာပတ်စံလေးချမ်းသာလာလို့ရှိရင်ဒါလိုက်ရှာမှာပဲလေလက်ရှိအိမ်လေးအဆင်ပြေသေးဘူးအိမ်သစ်ဆောင်မယ်ကောင်းတဲ့ကောင်းတာကိုလိုက်လံရှာပွေတယ်ရှာပွေလို့လူတွေဟာနှစ်ပေါင်းများစွာရှာလာတော့လေရှာလို့တော်ပြီလို့ရတဲ့လူရှိလားဆိုတော့ရှားတယ်နော်အဲ့တော့အတိတ်တံယေဝကာမေတုတဲ့အခုလို့စူပါမားကတ်ကြီးလို့အလှပါတွေလိုချင်စရာပစ္စည်းတွေစုံနေတဲ့ထဲဝင်ရောက်ပြီးဟိုဟာလေးလည်းလိုချင်တယ်ဒါလေးလည်းလိုချင်တယ်လို့လက်ထဲမှာလည်းတပုံကြီးထည့်ထားပြီးနောက်ထပ်လည်းလိုချင်နေသေးတယ်ဆိုဘဝမှာအဲ့ဒါလို့အနေထားမျိုးကနေပြီးတော့ဖြာတတ္တမနတံနရစိတ်ထဲမှာအလုံးကိုနှစ်သက်တဲ့စိတ်ဓာတ်နဲ့အတိတ်တံယေဝကာမေတုနှစ်သက်စရာအာယုန်ဒီပေါ်မှာသူဟာကျင့်တတ်သွားတယ်ဆိုတာဘယ်မှမရှိဘူးအာရသွားတယ်လို့ဘယ်မှမရှိဘူးဒါကြောင့်မို့အတိတ်တဆိုတာအာမရတာမတင်းတိမ်တာနော်မတင်းတိမ်ဘူးရှာလို့လည်းမတင်းတိမ်ဘူးရထားလို့ရှင်လည်းရလို့လည်းမတင်းတိမ်ဘူးအသုံးပြုပြန်တော့လည်းအသုံးပြုလို့လည်းအာမရသေးဘူးနော်သုံးပြုလို့လည်းအာမရဘူးလိုချင်တဲ့အခါသုံးဖို့ဆိုသိမ့်ထားတာသိမ့်လို့လည်းအာမရသေးဘူးနောက်ထပ်သိမ့်အောင်ပါပဲနော်ရလားသိမ့်လို့လည်းအာမရဘူးအဲ့တော့လောကလူတွေဟာပစ္စည်းဥစ္စာကိုရှာလို့လည်းအာမရဘူးရှားယူလို့လည်းအာမရဘူးအသုံးပြုလို့လည်းအာမရဘူးသိမ့်ထားလို့လည်းအာမရဘူးဆက်ပြီးလုံနေတော့မယ်ဒါတွေအကုန်လုံးရှင်းနဲ့အားရသွားတယ်လို့သူမရှိဘူးတဲ့အဲ့ဒီလိုရှာရင်ဖွေရင်လှုပ်ရင်ကြိုင်ရင်ပဲဘာဖြစ်တုံးဆိုအန္တကောခုရုတေဝတံအန္တကလို့ဆိုရယ်ဘဝကိုအဆုံးသတ်စေတတ်တဲ့သိချင်းတရားကသူ့ကိုဘဝကိုအဆုံးသတ်သွားစေတယ်အဲ့ကြတော့မှရက်တော့တာမရလို့မရတော့အကြနော်ဆိုလိုတဲ့အဓိပ္ပာယ်ကတော့လူတွေဟာရှာလို့ဖွေလို့ဘယ်တော့မှအဆုံးသတ်မှာမဟုတ်ဘူးတဲ့သိမှရမယ်လို့ပြောတာပဲထားနော်ဘဝမြတ်စွာဘုရားဟောလို့ရင်အဲ့ဒါ
အေးလှပတဲ့ပန်းဥယျာဉ်ကြီးဝင်သွားပြီးတော့ပန်းအလှတွေရဲ့ဆွဲဆောင်မှုနောက်မှာလိုက်နေတဲ့လူလိုတဲ့ဘယ်တော့မှဒီအလှပတွေကလည်းကြည့်လို့မဆုံးဘူးလိုချင်တာကြီးပဲဟိုပန်းလေးကလည်းလှဒီပန်းလေးကလည်းလှအဲ့ဒါလို့လိုချင်လို့ရယူလို့လည်းအာမရတိန်ထားလို့လည်းအာမရမျောလင့်တန်တာရင်းနဲ့ပဲသိဆုံးသွားရတယ်လို့သူဆိုလို့တယ်ဒါလောကကြီးရဲ့တဘာဝဒုတဘာဝကိုမြတ်စွာဘုရားဟောတာဖြစ်တယ်အဲ့ဒါဘာကိုအကြောင်းပြုဟောတာတော့လို့ဆိုတာကွေမင်းသားတွေတာကွေလူမျိုးတွေကျမစိုးနဲ့ကြုံတွေ့ရတဲ့အနေအထားတစ်ခုအဲ့ချိန်မှာမြတ်စွာဘုရားတက်တော်80ရှိသွားဒီတရားဟောတဲ့အချိန်မှာတက်တော်80တာဝတိမြို့ကောသလဘုရင်ကြီးဟာမြတ်စွာဘုရားနဲ့တက်တူကောသလဘုရင်ကြီးကလည်းတက်တော်80ပဲကောရမဘုရားလည်းတက်80ပဲနော်အဲ့တော့ကောသလမင်းကြီးကတက်80ပြည့်တော့နောက်ဆုံးမှာမြတ်စွာဘုရားတရင်သုံးတဲ့တာဂဝင်းတွေရဲ့နယ်မြေဖြစ်တဲ့မေဓာလုပဆိုတဲ့ဏီကုံရွာမြတ်စွာဘုရားရှောင်းနေတယ်အဲ့ရောက်တဲ့အချိန်မှာကောသလမင်းကြီးကဖះဘယ်မှာရှိတုံးလို့ချိလိုက်တော့စုံစမ်းလိုက်တဲ့အခါမေဓာလုပရောက်နေဆိုတိတ်မဝေဘူးသူ့နဲ့သူ့မျိုးတော်နဲ့သိမဝေတော့အဲ့ဒီမေဓာလုပထိလိုက်သွားတယ်လိုက်သွားပြီးစစ်တီဘိုးဘာတွေကိုဘေးမှာတတ်ချပြီးတော့သူ့နဲ့အဖော်တယောက်နှစ်ယောက်ပဲခေါ်တယ်ပြီးတော့သူကင်ဆွဲလာတဲ့မင်းမြောက်တစားတွေကိုလည်းပဲသူ့ရဲ့ကိုရံတော်စစ်ပူကြီးကိုအလုံးပေးထားခဲ့ပြီပေးလိုက်တယ်ဆိုတဲ့သူတို့နေရဖះနဲ့တော်တွေ့မယ်သူတို့မလိုက်ခဲ့နဲ့ဆိုတဲ့အပဲကျောင်းမော်တက်ပြီးဖះနဲ့စကားစမြည်ပြောတယ်ပြောမယ်ဆိုရင်အဖိုးကြီးနှစ်ယောက်နောက်ဆုံးတွေ့တဲ့သဘောပဲကောသလမင်းကြီးအိမ်မှာအာရပါရကိုတော်လဲ80ရှိပြီတပည့်တော်လဲ80ရှိပြီကိုတော်လဲကောသလတိုင်းသားပဲတပည့်တော်လဲကောသလတိုင်းသားပဲဆိုမြတ်စွာဘုရားကိုမျက်မျက်နိုးနိုးနဲ့တရင်တဏီကြီးစကားပြောနေတဲ့အချိန်မှာသူမင်းမြောက်တစား၅ပါးလက်ထက်အပ်လိုက်တဲ့ဒီကကာရယနာဆိုတဲ့စစ်သူကြီးကကောသလဘုရင်ကြီးပေါ်မှာအညိုတေးထားတယ်။ဘာကြောင့်ထားတော့ဆိုရင်သူ့ရဲ့ဦးကြီးတော်တဲ့ဗန္ဓုလစစ်သူကြီးကိုကောသလမင်းကြီးကအကြောင်းမဲ့အေးအေးယူတပ်ဖြတ်ပြလိုက်တာမကျေနပ်ဘူး။မကျေနပ်လို့ဒီဟာတော့အခွင့်ကောင်းမယ်ဆိုပြီးတော့ကောသလမင်းကြီးရဲ့သားမင်းသားအိရှိမင်းသားဝိတ္တုပကိုမင်းမြောက်တစား၅ပါးတွေပေးမင်းမြောက်ပြီးတော့ကောသလမင်းကြီးကိုမြင်းတစည်းနဲ့အမျိုးသမီးတယောက်ခြံထားခဲ့ပြီးတော့တက်ရုပ်ပြီးနေပြီးတော့ပြန်သွားတယ်တိုင်းပြည်ပြန်သွားတယ်ကောသလမင်းကြီးတယောက်တည်းခြံပစ်ခဲ့တာအာနာသိမ်းသွားတယ်ပေါ့နော်ထီနန်းကိုလူယူသွားတယ်အဲ့ဒါလို့ထီနန်းလူယူသွားတဲ့အခါကောသလမင်းကြီးဟာထွက်လာတော့ဘယ်သူမှမရှိဘူးမြင်းတစည်းနဲ့ပြုစုမဲ့အမျိုးသမီးတယောက်ပဲရှိတယ်ဆိုဘယ်သွားကုန်လဲဆိုတော့အဲ့ကြတော့အာနာသိမ့်သွားပြီမရှိတော့ဘူးစစ်တပ်ကြီးပြန်ခောက်သွားပြီဆိုအဲ့ဒါဆိုရင်သူပြန်တိုက်မယ်ဆိုပြီးတော့ရာဇဂိုသွားပြီးအစာတသက်ရဲ့စစ်တပ်နဲ့အကူကြီးတောင်းပြီးတော့ပြန်ပြီးတော့အာနာပြန်ယူမယ်လို့ကြိုးစားသေးတယ်သို့တော့မြင်းစီပြီးခီးသွားတာပင်မလွန်အားချတဲ့အခါရာဇဂိုမြို့အပြင်မြို့တကားပိတ်သွားလို့မြို့ပြင်မှာညအိမ်ရင်ကနေပြီးနတ်ရွာဆန်ကန်တော်ကုံသွားလေဒါပြီးသွားအဲ့ဆလာနော်သူ့ရဲ့သားတော်ဖြစ်တဲ့ဝိတ္တုပထီနန်းရသွားတယ်အဲ့လိုထီနန်းရသွားတာမကြခင်မဲ့သူကရင်ထဲကအမုန်းစိတ်တွေပေါ်လာတယ်တစ်ချိန်တုန်းကတိုင်ဝေမင်းသားတွေငါ့ကိုစော်ကားခဲ့တယ်တိုင်ဝေမင်းတွေကသူ့ကိုအဖက်မလုပ်ဘူးကောသလမင်းရဲ့သားတော်မှန်တယ်သို့တော့အမေကတာဂဝေမင်းကြီးရဲ့ကျွန်မကမွေးတာရုပ်ဆင်းလှပတဲ့အခါတာဂဝေမင်းကြီးစီမင်းသမီးတောင်းတဲ့အခါမှာနာဂမုံနာဆိုတဲ့ကျွန်မရဲ့သမီးဖြစ်တဲ့ဝါသဘခတ္တိယာကိုမင်းသမီးဆိုပြီးတော့ပို့လိုက်တာအဖေကတော့မဟာနံမင်းကြီးမဟာနံမင်းရဲ့သမီး
အမေဘက်ကတော့ကျွန်းမအဲ့ဒါကိုသူတို့လို့ဆိုရင်တော့ဒါမျိုးမစစ်ဘူးပေါ့အဖေမေမျိုးမစစ်ဘူးဆိုတော့တာဝေမင်းတွေကမျိုးရိုးကိုသိပ်ပြီးတော့ခုံလုံးထားဖြစ်တော့ဝိတ္တုပလာလေတဲ့အချိန်တုန်းကသူထိုင်သွားတဲ့နေရာကိုဆဲဆိုပြီးတော့နှုတ်ရည်နဲ့ဆေးတဲ့အဲ့ဒါကိုပစ္စည်းမေးကြရင်တဲ့သူ့ရဲ့တတ်သားတယောက်ကကြားသွားတာဝိတ္တုပကိုဆဲတဲ့အတန်ကြီးကြားတော့အဲ့မှာသူနားရောက်သွားလို့မချစ်တတ်တာသူလည်းအာနာရလာရောတိုင်ကွေမင်းသားတွေတိုင်ကွေလူမျိုးတွေကိုအကုန်တတ်မယ်ဆိုပြီးတော့စစ်တပ်ကြီးနဲ့တက်လာပထမမြတ်စွာဘုရားကဝိတ္တုပလုံးမယ်လို့သိလို့တိုင်ကွေမင်းမျိုးတွေရဲ့နေပေတဲ့ကအရေးမကောင်းတဲ့တစ်ပင်အောင်မနေထိုင်ရင်ကနေပြီးဆွေတွေမျိုးတွေရဲ့အရေးဟာအေးချမ်းနေလို့ဒီလိုမြတ်စွာဘုရားစကားရိပ်တမ်းပြီးတော့ပြောလိုက်တော့သူတက်ပြန်ခောက်သွားတယ်၃ချိန်မြောက်ထိအောင်မြတ်စွာဘုရားနဲ့တွေ့တာနဲ့ပြန်လှည့်သွားတယ်၄ချိန်မြောက်ကြတော့မြတ်စွာဘုရားကမကြွတော့ဘူးဘာကြောင့်လို့ဆိုတိုင်ကွေမင်းတွေရဲ့ကံကြမ္မာကကုံဆုံးမဲ့အနေအထားမျိုးရောက်တယ်အတိတ်ကသူတို့လုပ်ခဲ့တဲ့ကံမြစ်ထဲမှာစိတ်ခတ်ပြီးတော့လူတွေသိအောင်လုပ်ခဲ့တဲ့ကံအဲ့ဒီကံကြောင့်မို့လို့မြတ်စွာဘုရားလာပြီးတော့မဆောင်တော့ဘူးအဲ့ဒီအချိန်မှာဝိတ္တုပစစ်ရက်ကြီးဟာကျူးကျော်စစ်ကိုဆင်နွှဲပြီးတာကွေမျိုးတွေမျိုးပြုတ်အောင်တတ်တယ်ဖြတ်တယ်လို့ဆိုတာအဲ့ဒီမှာရှိတယ်နော်အဲ့ဒီတုန်းကပြေးလာတဲ့လူတွေကတကောင်းရောက်ပြီးတော့ဗမာပြည်နဲ့ဆက်တယ်လို့ဆိုတဲ့သမိုင်းကြောင်းတွေလည်းရှိတယ်ပေါ့နော်အဲ့ဒီမှာဝိတ္တုပဟာတာကွေမင်းတွေကိုအကုန်လုံးတတ်ဖြတ်ပြီးကောသလတိုင်းပြည်ကိုအပြန်ညအခါမှာဒီမြစ်ကမ်းခြေခင်းကမြစ်ကမ်းခြေမှာစခန်းချတယ်အဲ့လိုစခန်းချတဲ့အချိန်မှာညမှာအကြီးအကျယ်မိုးကြီးရွာချပြီးတော့လူတွေဟာမြစ်ကမ်းခြေမှာအိတ်ကြတာဖြစ်တော့ကြောင့်အိတ်ကောင်းနေတဲ့အချိန်မှာအကြီးအကျယ်မိုးတွေရွာချလိုက်ပြီးတောင်ရရည်တွေကဒလဟောဆင်းလာပြီးစင်နေရောမြင်းနေရောသူ့ရဲ့စစ်တီဘိုးဘွားတွေရောအားလုံးဟာခင်ကမြစ်ထဲမှာကုန်မျောပါသွားတယ်ညကြီးမင်းကြီးမှာအဲ့ဒါသိဆုံးသွားကြတယ်ဆူနာမီဗမာပြည်မှာနာခေမုန်တိုင်းကြီးတိုက်တယ်လို့ပေါ့နော်ရှည်ရီလွှမ်းမိုးပြီးခေါ်သွားတာအကုန်လုံးသူ့တက်ကြီးရောသူရောအကုန်လုံးဟာသိဆုံးသွားတယ်အဲ့ဒါကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားကတန်ဝေကဖြစ်ဖို့ဒီတရားကိုဟောတာဖြစ်တယ်ပုပ္ပာနိဟေဝပစိနန္တံပန်းဝိညာဉ်ကြီးတွေဝင်ပြီးတော့ပန်းတွေကိုရွေးလို့အာမရခင်နော်ပန်းဝိညာဉ်ထဲမှာစိတ်ကတွေ့တာတဲ့စိတ်နဲ့မထွက်နိုင်အောင်ရွေးလို့မပြီးခင်အတ္တတံယေဝကာမေတုလူတွေဟာကာမဂုဏ်အာယုန်ဒီပေါ်မှာဒီရှာလို့ဖွေလို့ရလို့သုံးဆောင်လို့အာမရခင်လေးမှာပဲအန္တကောကုရုတေဝတံသေမင်းခေါ်ရပါသွားကြတယ်လို့သေမင်းကဘဝကိုဆုံးသက်သွားတယ်ဆုံးသက်သွားစေတယ်လို့ဒီတန်ဝေကဖြစ်ပွဲတရားဒေသနာတော်ကိုဟောတာဖြစ်တယ်ဒါကတော့ဘုန်းကြီးတို့တွေအလေးနဲ့ထားပြီးတော့ဆင်ញင်စဉ်းစားကြမှာဖြစ်တယ်လူတိုင်းဟာကာမဂုဏ်အာယုန်ဒီပေါ်မှာမမောတွေ့တာနေမယ်ဆိုရင်အာမရခင်မပြီးဆုံးခင်ဘဝတစ်ခုကဆုံးသက်သွားတာများသည့်အတွက်ကြောင့်အခုလိုမိမိလျောရောနဲ့ကာမဂုဏ်အာယုန်တွေထဲမှာနှိမျောပြီးတော့မနေဘဲနဲ့ဘဝရလာတဲ့အချိန်လေးမှာတို့တွေတန်မိုးရှိတဲ့အရာကိုရအောင်လုပ်ကြမှာဖြစ်မယ်ထိုရအောင်လုပ်မှသာလေဘဝရဲ့တန်မိုးကိုရမှာဖြစ်တယ်လို့တတိထားတတ်ဖို့လိုပါတယ်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့မြတ်ဗုဒ္ဓဟောကြားတဲ့ဓမ္မပဒဒေသနာကအဆုံးအမတရားဓမ္မရတ္တများကိုဆင်ញင်စဉ်းစားပြီးမိမိတို့ဘဝမှာတန်ဖိုးရှိသင်္ကန်းစာယူပြီးအသုံးချနိုင်ခြင်းဟာအရေးကြီးဆုံးဖြစ်တယ်ဆိုတာကိုယ်စီသဘောပေါက်ပြီးကျင့်ကြံကြိုးကိုပွားများအားထုတ်နိုင်ကြပါစေကုန်သတည်း